ကျမနာမည်ကနီလာဖြစ်ပါတယ်။ FGWI ရဲ့ကဏ္ဍကွယ်သမဂ္ဂတစ်ခုဖြစ်တဲ့မိရထားသမဂ္ဂ MRTU အဖွဲ့ဝင်တူဖြစ်ပါတယ်။ကျမကတော့လက်ရှိမန္တလေးတိုင်းမှာနေထိုင်နေသူဖြစ်ပါတယ်။လွန်ခဲ့တဲ့မတ်လ28ရက်နေ့ကဖြစ်ပွားခဲ့တဲ့ဒီစကိုင်းငလင်ကြောင့်ကျမတို့မိသားစုတွေအပါအဝင်မြန်မာပြည်အလဲပိုင်းကပြည်သူတွေအများစုငလင်တံကိုစိုးဝါးစွာခံစားခဲ့ရပါတယ်။ငလင်တံကြောင့်ကျမတို့နေအိမ်နဲ့အိမ်သုံးပစ္စည်းတွေပျက်စီးဆုံးရှုံးခဲ့ရပါတယ်။လက်ရှိချိန်ထိကျမတို့မိသားစုကဒီယာယီစခန်းထဲမှာပဲနေထိုင်နေပါတယ်။လက်ရှိကျမတို့မန္တလေးရဲ့မြေပြင်အခြေအနေကတော့နောက်ဆက်တွဲမြေငလင်အသေးစားတွေမကြာခဏလှုပ်ခတ်နေစေဖြစ်တဲ့အတွက်ကြောင့်လူအများစုကဒီယာယီစခန်းထဲမှာပဲဆက်လက်နေထိုင်နေကြဆဲဖြစ်ပါတယ်။ငလင်ဖြစ်ကစားလူတန်းသူတွေအများကြီးလာရောက်ခဲ့ကြပေမဲ့အခုအခါလုံခြုံရေးစစ်ဆေးမှုတွေတင်းကျပ်လာတာအချိန်ကာလကြာလာတဲ့အတွက်ကူညီမဲ့သူတွေနေပါလာတဲ့အခြေအနေဖြစ်နေတယ်လို့ယူဆရပါတယ်။ဒါကြောင့်ဒီအခြေအနေတွေနဲ့ပတ်သက်ပြီးတော့ကျမတို့အဖွဲ့ချုပ်နဲ့ကဏ္ဍခွဲသမဂ္ဂအဖွဲ့ဝင်တွေရင်ဆိုင်ကြုံတွေ့နေရတဲ့ဒီငလင်တန်တင့်ပြီးတော့ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေအတွက်အကူအညီတွေလိုအပ်နေပါတယ်။သမဂ္ဂအဖွဲ့ဝင်မိသားစုတွေလိုအပ်နေတဲ့အကူအညီပစ္စည်းတွေကိုပံ့ပိုးကူညီပေးကြဖို့နိုင်ငံတကာကမဟာမိတ်သမဂ္ဂရဲဘော်တွေကိုလည်းသွေးစည်းညီညွတ်မှုနဲ့ကူညီပေးကြဖို့မေတ္တာရပ်ခံပါတယ်။ကျေးဇူးတင်ပါတယ်။